ညာချင်းစစ်ကြောင်းထိုးလို့တဲ့စစ်တိုက်ပါတယ်ဆိုတာမှမနဲ့တေညာတွေစနေအင်္ဂါရရစာပြဿနာတွေရွေးနေရမှာလားဒါမှမဟုတ်ရှင်းတို့ငယ်ငယ်တော့ဝါသနနဲ့စစ်တိုက်တိုင်းကစားသူတို့တင်နေရယူနေကြည်စံတဲ့သုံးမောင်းချေလေးအစင်းသေးငါပြနိုင်ပြီမင်းစားဖို့ပါလားအဲ့ဒါပါဆိုင်လားအဲ့ဖေချနေရလားအဲ့လိုပြောပြီးတော့အဲ့လိုကြင်ညာပြီးတော့တိုက်ရမှာလားနဂါးရဲ့ BNR တွေအဖွဲ့ကြတော့အယိုးကြိတ်ကြိတ်အေးခန့်ခန့်လက်မတွန်းနောက်မယုံစတန်းဆိုပြီးတော့တိုက်ခဲ့တဲ့ရင်းမပင် PD ရဲ့အဖွဲ့ကတက်မတော်စစ်ကြောင်းလဲဆိုလဲဆိုအတန်ကြားတာနဲ့ဖနှောက်နဲ့တင်မတသားလေးကြောက်ပြေးတာအဲ့လိုတော့ကြောက်တာလားမြင်လို့လားနင်းမြင်လို့လားအဲ့လိုတော့ကြောက်တာလားကြောက်ရင်လင်းဝင်ကြလေရက်တရာတွင်းမှာအလင်းဝင်ဖို့ခင်ဗျားတို့ကိုနိုင်ငံတော်အစိုးရကဖိတ်ခေါ်ထားတဲ့ကြောက်ရင်လင်းဝင်ခဲ့ဒီဆောက်ကျဲနဲ့ဆန္ဒထောက်ကြည့်ရအောင်အလင်းဝင်လောင်သူအားလုံးကိုလည်းအပြုတ်သဘောရကြိုးဆိုတယ်ဒါပေမဲ့ရှင်းရန်ကအောင်ပွဲနဲ့ပြန်လာတဲ့တက်မတော်သားတွေလို့စစ်မှုထမ်းအပတ်စဉ်တစ်မှာတာဝန်ကျေပွန်နဲ့ဇာနီမောင်ပွားပြည်ချစ်သားတွေလို့တော့တပြေပန်းနဲ့ရေချမ်းနဲ့မချိုးဆိုနိုင်ဘူးကြီးကြီးကျယ်ကျယ်မလဲပွဲပါစကားနတ်စကားတွေထွက်နေတိတ်သားရှင်းရှင်းလေးရဲ့ဒါကျမတယောက်တည်းသဘောထားနော်ရှင်းတန်းမှာတက်မတော်သားတွေလို့နိုင်ငံတာဝန်ကိုထမ်းဆောင်ပြီးပြန်လာတဲ့ကောင်တွေမဟုတ်တဲ့အလင်းဝင်တဲ့ PDF ကိုတော့ကိုယ့်ရဲ့ညီရင်အကိုလိုမောင်ရင်နှမလိုဖက်လက်တကင်းနဲ့မကြိုးဆိုနိုင်ဘူးနော်အနေစားမတက်တဲ့အခါကျတော့ဖိန်ချာညံ့နေတာပေါ့နော်ကိုဆောက်စိတ်ကိုမသိပဲနဲ့တည်မလားဆောက်ကြီးဆောက်ကြယ်တွေထားမပြောနဲ့ဆောင်းရရှက်ဖို့ကောင်းအပြုသဘောရတော့အလင်းဝင်လာတဲ့ဖိတ်ခေါ်တယ်ဒီကောင်တွေဥပဒေပေါင်းတွင်းမှာအေဂျင့်ဆိုတာငင်းညမ်းဆိုတာနေတာမနေတာစောင့်ကြည့်ပြီးမှလက်ခုပ်တီးပြီးအားပေးမှာနော်ဆိုတော့ကြောက်ရင်အလင်းဝင်ခဲ့ကြတကယ်ပြည်သူစစ်တွေကဟားနဲ့ငါးနဲ့꿰ပြီးတော့စောက်လုံးတွေပွက်သွားကြတယ်လေရင်နဲ့ဘုံကျဲတော့လေနင်တို့စစ်တပ်ကလေရင်မပိုင်ဘုံမကျဲရဲဘူးလားစစ်မတိုက်ရဲဘူးလားအော်မြေပြင်ကစစ်ကြောင်းထိုးတော့လေညဘက်ကြီးစစ်ကြောင်းထိုးလို့နင်တို့ပဲအမျိုးမျိုးပြောကြတယ်မင်းတို့သုံးနေဖြုံးနေတာကပြည်သူရဲ့စောက်ဆန်နေလေလီအဲ့ရမပင် PDF ဆိုရင်လေရင်ပြလက်နဲ့ဝယ်ဖို့အတွက်ဆိုပြီးတော့လောင်းတော်ကတပတ်ကတစ်တော်ကျိုးဝိုင်းမှာတစ်တော်တွေကုံအောင်ခိုးထုတ်ရောင်းစားနေတဲ့တစ်မောင်ကိုသမားတွေတက်တဲ့တက်ကလည်းချပြအဲ့ဒီလောင်းတော်ကတပတ်ကတစ်တေခိုးထုတ်ချောင်းကိုရဲဘော်ကားပြားဆိုရဖိုးကြီးကဖော်ကောင်လို့ခင်ဗျားတို့နှုတ်ပိတ်ပြီးတက်လိုက်ပြီလေနင်းမြင်လို့လားဟမ်နင်းမြင်လားမင်းတွေ့လို့လားခင်ဗျားတို့နှုတ်ပိတ်ပြီးတက်လိုက်ပြီလေလောင်းတော်ကတပတ်ကနော်ခဲဆက်ဆက်ဘေးမဲ့ဖြစ်ထိမ့်သိမ်းဆောင်ရှောက်ခဲ့တဲ့အာဆီယံယဉ်ကျေးမှုအမွေနဲ့စီးရင်ဝင်တဲ့တစ်တော်ကျိုးဝိုင်းကြီးတာပြောင်းသွားတယ်ခင်ဗျားတို့ရင်းမပင် PDF ကလေပြစ်လက်နဲ့ဘဲမလဲနက်နက်လေးတုတ်တက်ကြည့်အောင်ပေါ့နော်ဒီလားကဲကိုစောက်ပိန်းအကြိုက်ပြောနေတယ်လို့ယူဆလို့ရမှာဖြစ်တယ်ပေါ့နော်စောက်ရေးမပါဘူးစောက်ရမဝင်ဘူးကျုံလုံးကိုပြောအောင်မယ်ခင်ဗျားတို့တစ်မောင်ကိုလုပ်ပြီးရောင်းစားနေတဲ့အဲ့ဒီတစ်ပင်တွေကခင်ဗျားတို့မုန်းပါတယ်ဆိုတဲ့စစ်အာဏာရှင်တွေ260 280လုံးစိုက်ခဲ့ထိမ့်သိမ်းဆောင်ရှောက်ခဲ့တဲ့ပင်တွေနော်ခင်ဗျားတို့အမေရဲ့အမွေးကိုနှုတ်ပြီးစိုက်ထားတဲ့ပင်တွေမဟုတ်ဘူးအဲ့ပါဆိုင်လားအဲ့ဖေချနေရလားမသိလို့ပေါ့တချိရှင်စစ်တပ်က260လုံးဘာလုပ်ခဲ့တာလဲစစ်တပ်ကျေးဇူးဘာရှိလဲဆိုတဲ့ဟာလေတခုလေးပဲပြောလိုက်မယ်အခုနင်တို့တင်မောင်ခိုရောင်းစားနေတဲ့ပင်တွေကခင်ဗျားတို့အမေဆိုရဲ့အမွေးကိုနှုတ်ပြီးစိုက်ထားတဲ့ပင်တွေမဟုတ်ဘူးဒီလောက်တော့သိစေချင်တယ်နော်ဘိုင်နေတွေတက်ပြီးတော့ပြောလာပြီနော်ဘယ်လောက်ထိကိုအောင်တန်းစားဆန်လဲဆိုတော့ဒါကဆိုရင်မိုးရသည်ရောက်တော့မယ်မိုးရသည်ရောက်ရင်တက်မတော်ခေါင်းဆောင်တွေကအမျှော်မြင်ကြီးစွာနဲ့မိုးရစီတစ်ပင်စိုက်ပွဲတော့ကျင်းပါတယ်နော်တက်မတော်ခေါင်းဆောင်တွေကိုယ်တိုင်ကြီးမှုပြီးတော့ကျုံးပင်တွေနော်ကျုံးပင်တွေတောင်းနဲ့သိန်းနဲ့ချီပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့စိုက်ပျိုးတယ်အဲ့ဒီခါကျရင်ပြည်ဖြတ်တတိုက်ကပြောတယ်အမလေးဒီတနေ့လေးပဲတစ်ပင်စိုက်ပြီးရေလောင်းပြတာနောက်ရက်တည်းရေလာလောင်းတာမဟုတ်ဘူးဆိုပြီးတော့အငုံစိတ်နဲ့ပြောကြသေးတယ်ဘယ်တက်မတော်ရာရှိကဒီတစ်ပင်ကိုနှစ်ရှိသွေးရေလောင်းနိုင်ပါလေရေလောင်းနိုင်အောင်သူ့ဟာနဲ့သူအစင်းစင်စီစဉ်ညွှန်ကြားထားခဲ့ပြီးသားဒီလိုမျိုးမဟုတ်မမှန်လောက်ကြံလီဆယ်ပြီးတော့သိရမှာလားဖားစကားတွေကြီးပဲတက်ပြောနေတဲ့အခါကျတော့ရုပ်ပေါက်တာပေါ့ကွာအဲ့ဒီလိုစီစဉ်ညွှန်ကြားဆောင်ရွက်ထားလို့လေအခုခင်ဗျားတို့တင်မောင်ခိုလုပ်ပြီးရောင်းစားနေရတယ်ဆိုတာမမေ့ကြနဲ့ဒီလားကဲကိုစောက်ပိန်းအကြိုက်ပြောနေတယ်လို့ယူဆလို့ရမှာဖြစ်တယ်အခုလက်ရှိပြစ္ဆုတ်ပံအရေးကြီးတယ်လက်ရှိပြီးတော့ဘယင်လောက်တာအဲ့ဒီဘယင်ဘယ်သူလဲကိုပဲကိုလုံးနေအောင်တာမတည်သိတဲ့ဒါမျိုးကြကိုဆွေကိုမျိုးလိုပဲဟာပူးလေကွာ